မြန်မာဖက်မျိုးဆက်သစ်မြန်မာရွယ်လက်ဝဲပြိုင်ပွဲတွေကိုမတ်လ15ရက်နေ့ကရန်ကုန်မြို့ရှိတိမ်မြလက်ဝဲရုံမှာ3ကြီးတွဲဆန်းစစ်တဆိုင်နဲ့ကျင်းပရာပြည်သက်အကြိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။အဆိုပါပြိုင်ပွဲမှာကောင်ကြီးနဲ့လေတာမလာဆိုင်လားနဲ့ဂျမဟိန်ရဲမှန်သွေးနဲ့ဝမ်ဝမ်တို့အကျိတ်နဲ့ရှင်ပြိုင်ထိုးသက်ခဲ့ကြပေမဲ့လည်းအလူအလဲနဲ့ပူးတွဲတည်ကြခဲ့ပါတယ်။ဒါအပြင်နိုင်လင်းစိုးကဖိုးခွားကိုဒုတိယအချီမှာ၎င်းတိုးအောင်ကဂျွန်ဆိုင်အောင်ကိုပထမအချီမှာ၎င်းညီညီနိုင်ကရန်နိုင်ကိုပထမအချီမှာ၎င်းကျော်တီဟာကဇေယျထွန်းကိုပထမအချီမှာ၎င်းအောင်ဟင်းကမင်းခန့်ကိုတတိယအချီမှာ၎င်းစောမိုက်ဒီကမင်းမင်းကိုတတိယအချီမှာ၎င်းမိုက်ခဲကကျွဲကြီးကိုတတိယအချီမှာ၎င်းအလဲထိုးနဲ့အသီးသီးအနိုင်ရရှိခဲ့ကြပါတယ်ခင်ဗျာAmerican Football League Los Angeles အသင်းရဲ့ကစားသမားဖြစ်သူရိုနီရီဗာဟာအသင်းနဲ့တနစ်စာချုပ်တရန်ချုပ်ဆိုခဲ့ကြောင်းသိရပါတယ်။အသက်26နှစ်အရွယ်ကစားသမားရဲ့စာချုပ်တရန်တိုးတဲ့ငွေကြေးကိုတော့ဖော်ပြခဲ့ခြင်းမရှိကြောင်းသိရပါတယ်။ရီဗာဟာ2018ခုနှစ်ကနေ2021ခုနှစ်အထိ Fresno State တက္ကသိုလ်အသင်းကနေတဆင့် Arizona Cardinals အသင်းကို2022ခုနှစ်မှာရောက်ရှိခဲ့တာဖြစ်ပါတယ်။အဲဒီအသင်းမှာခဏသာကြာမြင့်ခဲ့ပြီးတဲ့နောက်စီတဲစီဝက်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။အဆိုပါအသင်းမှာလည်းလပိုင်းသာကြာမြင့်ခဲ့ပြီးတဲ့နောက်လက်ရှိအသင်းကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။၎င်းဟာ2022ခုနှစ်စက်တင်ဘာလအတွင်းမှာအသင်းရဲ့လေ့ကျင့်လူစင်းမှာပါဝင်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာလအတွင်းမှာတော့စီနီယာအသင်းကြီးရဲ့လူစင်းမှာပါဝင်ခဲ့ပါတယ်။၎င်းကအဆိုပါရာသီမှာအသင်းနဲ့အတူ9ပွဲပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။2023ခုနှစ်မှာတော့တရားသီလုံး39ပွဲပါဝင်ကစားခွင့်ရရှိခဲ့ပြီးအသင်းအတွက်ပုံစံကောင်းများပြသနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ပဲရစ်အိုလံပစ်ရွှေတံဆိပ်ဆုရှင်တောင်ကိုရီးယားကြက်တောင်မဲအန်ဆယ်ယောင်းဟာတရုတ်ကြက်တောင်မဲဝမ်ကြည့်ရီကို73မှတ်21မှတ်21မှတ်18မှတ်21မှတ်18မှတ်နဲ့အနိုင်ရရှိကအမျိုးသမီးတူချင်းအမျိုးအစားမှာဗိုလ်ဆွဲခဲ့ကြောင်းသိရပါတယ်။ကမ္ဘာနံပါတ်1ကြက်တောင်မဲဝမ်ကြည့်ရီဟာပထမပွဲစဉ်မှာအနိုင်ယူနိုင်ခဲ့ပေမဲ့လည်းဒုတိယပွဲစဉ်နဲ့တတိယပွဲစဉ်ငယ်မှာတော့2023ခုနှစ်ချန်ပီယံကပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲမှာဗိုလ်ဆွဲခဲ့တဲ့အန်ဆယ်ယောင်းကသူ့အနေနဲ့ဗိုလ်ဆွဲဖို့အတွက်ခိုင်မာတဲ့ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်းဒီပွဲစဉ်ဟာခက်ခဲခဲ့ကြောင်းနဲ့ရလက်ကိုကျေနပ်မိကြောင်းပြောကြားခဲ့ပါတယ်။အသက်23နှစ်အရွယ်ကြက်တောင်မင်းဟာတက်တန်းအလိုက်ပြိုင်ပွဲများမှာပါဝင်ရှင်ပြိုင်ခဲ့ပြီးတဲ့နောက်2018ခုနှစ်အာရှအားကစားပွဲတော်မှာစီနီယာအသင်းကြီးနဲ့အတူပါဝင်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။၎င်းရဲ့စီနီယာကစားသမားဘဝပထမဆုံးဆုဖလားကိုတော့2022ခုနှစ်အာရှအားကစားပွဲတော်မှာရွှေတံဆိပ်ဆုရရှိခဲ့ပြီး2023ခုနှစ်မှာတော့ကမ္ဘာတကွန်ဆိုင်ကြက်တောင်ရိုက်ပြိုင်ပွဲရဲ့အမျိုးသမီးတူချင်းအမျိုးအစားမှာရွှေတံဆိပ်ဆုရရှိခဲ့ပူကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။မကြာခင်ရှင်ပြိုင်ကစားတော့မဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက်အင်္ဂလန်အသင်းဟာ Nottingham Forest အသင်းရဲ့ကစားသမား Morgan Gilbert ကိုကိုပါမာရဲ့နေရာမှာအစားထိုးခဲ့ကြောင်းသိရပါတယ်။ကိုပါမာဟာကြွက်သားဒဏ်ရာပြဿနာကိုစစ်ဆေးဖို့လိုအပ်နေကြောင်း Chelsea နီးပြ Maresca ကထုတ်ပြန်ပြီးတဲ့နောက် Gilbert ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ Gilbert ဟာယခုရာသီ Premier League မှာ Forest အသင်းအတွက်9ဂိုးသွင်းယူထားပြီးဂိုးဖန်တီးမှု9ကြိမ်ပြုလုပ်ထားသူဖြစ်ပါတယ်။အသက်25နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒီကစားသမားဟာပြီးခဲ့တဲ့စက်တင်ဘာလမှာနိုင်ငံနယ်စဉ်အသင်းအတွက်ပွဲဥထွက်ကစားခဲ့သူလည်းဖြစ်ပါတယ်။ဂေဝိုင်ဟာ2023ခုနှစ်မှာအင်္ဂလန် U21 အသင်းနဲ့အတူယူရိုဖလားကိုစုကူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာသူတို့ရဲ့2026ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလာမယ့်တောက်ကြနေ့မှာအယ်ဘေးနီးယားမတ်လ24ရက်နေ့မှာလက်ဗီယာအသင်းတွေနဲ့ကစားရမှာဖြစ်ပါတယ်။အင်္ဂလန်လက်စင်အသင်းနီးပြတူချေဟာလီဗာပူးအသင်းခေါင်းဆောင်ဟောင်းဂျော်ဒန်ဟန်ဒါဆန်ကိုလည်းအသင်းရဲ့လူစည်းမှာထည့်သွင်းခဲ့တာကပြည်သက်တွေအတွက်စဉ်းစားစရာဖြစ်ခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။